ကျွန်တော်ရဲ့တကူရေးစားအမြင်စားကိုဖက်ပြရှင်နံပါတ်4မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကြိုဆောင်ဝင်ပါဒီနေ့မှာကျွန်တော်ရေးထားတဲ့တကူရေးစားအမြင်စားတွေကရှင်းရှင်းမြတ်တာကပူလောင်လားဆိုတဲ့တကူရေးစားအမြင်စားကိုဖက်ပြရှင်ပါတယ်ခင်ဗျာရှင်းရှင်းမြတ်တာကပူလောင်လားရှင်းရှင်းမြတ်တာကပူလောင်လားဆိုရင်ဟင့်အင်မပူလောင်ဘူးလို့ဆိုရပါမယ်ဒါကြောင့်လဲဆိုရင်ရှင်းရှင်းမြတ်တာကရှင်းရှင်းမြတ်တာဖြစ်နေလို့ပါလူတို့များများကရှင်းရှင်းမြတ်တာဆိုတဲ့ခေါင်းစဉ်အောက်မှာလိုရှင်တဲမဲမုံတွေနဲ့ယူထိပြလိုက်ကြပါတယ်လိုရှင်တဲမဲမုံတွေပူလောင်မုံတွေကရှင်းရှင်းမြတ်တာမဟုတ်တော့ပါဘူးရှင်းရှင်းမြတ်တာကအင်မတန်မှရိုးရှင်းပါတယ်အဖေနဲ့အမေကသူတို့သားသမီးတွေစီကဘာပြန်ရမလဲဆိုတဲ့ညှို့နေတဲ့စိတ်မရှိဘဲနဲ့သားသမီးတွေရဲ့အကျိုးကိုသာရှေ့ရှုပြီးပေးတဲ့မြတ်တာမျိုးပါအဲ့ဒါရှင်းရှင်းမြတ်တာပါတကယ်တော့ရှင်းရှင်းမြတ်တာမမြင်ရပေမဲ့ကြည်နူးစရာကောင်းပါတယ်ကိုယ့်ရဲ့တနေ့တာလေးမှာတစုံတစ်ယောက်ထက်မကကိုအပေးယူမပါဘဲနဲ့ရင်ဘေးရဲ့အနေချင်းဆုံးကဖြစ်ပေါ်လာတဲ့ရှင်းရှင်းနဲ့ကျဲမှာရှင်းတာပါစေဘေးရန်ကင်းကွာပါစေနှလုံးစိတ်ဝင်အေးရှင်းပါစေစတဲ့မြတ်တာပို့ပေးလိုက်ရတဲ့အခိုက်အတန့်လေးကိုမြတ်တာသူ့စီကိုမရောက်ခင်မှာကိုကအရင်ကြည်လို့နေရပါပြီရှင်းရှင်းမြတ်တာဆိုတာမွေးမြူရတဲ့အရာဖြစ်လို့ဂရုစိုက်ရပါတယ်ယူရပါတယ်လေ့ကျင့်ယူရပါတယ်များပွားများရပါတယ်အပေးအယူရယူရှင်းတွေလောဘဒေါသမောဟတွေမပါလို့နေထိုင်လို့သိကောင်းပါတယ်ဒါပေမဲ့ပုထုဇဉ်ဖြစ်လို့အမြဲတမ်းတော့မမွေးမြူနိုင်ပါဘူးတတိတရားနဲ့အတူရှိနေမယ်ဆိုရင်ရှင်းရှင်းမြတ်တာကလည်းကိုယ်နဲ့အတူရှိလာတတ်ပါတယ်ကျွန်တော်တို့မိသူနဲ့မဆိုပေါင်းသင်းစိတ်ဆန်ကြရတဲ့အခါလိုရှင်တဲမဲမှုတွေရင်ဖြစ်မှုတွေနဲ့ပူလောင်နေမဲ့အစားအရှင်းရှင်းကျဲမာရေးကိုပိုကူးစိတ်လာအောင်ကျဲမာရေးအကြောင်းတွေကိုနားလေသလောက်အမြင်လေးတွေဖလှယ်ကြမယ်အနာဂတ်နဲ့ပတ်သက်ပြီးတဲ့နေသလောက်အကျဉ်းလေးတွေပေးဖြစ်ကြမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုဆွေးနွေးပေးကြမယ်ဆိုရင်ပဲကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်လေးဟာရှင်းရှင်းမြတ်တာတွေနဲ့လှပနေပါပြီလေတကွဲကိုတယောက်တည်းမဆိုင်နိုင်ပါဘူးဒါပေမဲ့စပလုံးလေးတွေကနေပြိုးပယ်လေးတွေဖြစ်လာအောင်တော့လူတိုင်းလုံးနိုင်ပါတယ်ပြိုးပယ်လေးတွေကလေခွဲထဲမှာစိမ့်ဆိုစီကြီးလေးနဲ့ရင်းနှီးနေတာလေးကိုမြင်လိုက်ရရင်ကိုကရင်ထဲမှာဖုံမပြတတ်တဲ့ကြည်နူးမှုကိုတော့လူတိုင်းခံစားဖို့ကြမှာပါဖြတ်တိတ်လာတဲ့လေကိုရှုရှိုက်မိလိုက်တိုင်းမှာလေပုတ်ပွက်လန်းဆင်းသွားပြီးခေါင်းခွေးရှင်းတွေအာယုံနောက်ရှင်းတွေကိုပါပျောက်ကင်းစေပါတယ်ကျွန်တော်ရဲ့ရှင်းရှင်းမြတ်တာကပူလောင်လားဆိုတဲ့တကူရေးစာအမြင်စာဖက်ပြရှင်းကဒီလောက်ပါပဲခင်ဗျာဒီပုံမှာအမြင်တွေကိုဖလှယ်လို့ရပါတယ်ခင်ဗျာလှပတဲ့စိတ်ကူးလေးတွေကိုရှင်းရှင်းမြတ်တာတွေနဲ့အကောင့်တွေပေါ်နိုင်ဖို့အတွက်အစအရာအပြင်ကျဲမာရေးတွေကိုလည်းပိုဂရုစိုက်နိုင်ကြပါစေခင်ဗျာကျဲမာပါစေပျော်ရွှင်ပါစေနှလုံးစိတ်ဝင်အေးရှင်းကြပါစေခင်ဗျာတတာ